သည်တွေဒီနေ့နေ့တော့သခင်ထံပြန်ရမယ်ဒီလောကထဲခဏသာအသက်ရှင်ချိန်လေးသမာတရားနဲ့လိုက်ရှောင်အသက်ရှင်ပါဒီလောကဟာထားခဲ့ရမှာပဲဒီနေ့နေ့တော့သခင်စီအမေရောက်မှာဒီလောကရဲ့စီစိမ်ရွယ်မမမောပါနဲ့နိုင်ငံတော်လေးဖြောင်းမခြင်းရင်ရှာပါဖာပူရာကငါတို့တွေဆူလဲများစွာထားခဲ့တဲ့ရာကိုမျောလင်းပြီးချီးမွမ်းကြပါစို့ဒီနေ့နေ့မှာအဖအိမ်တော်ရောက်တဲ့ချိန်ထာဝရဝမ်းမြောက်မဆုံးနိုင်ပါဒီတွေဒီနေ့နေ့တော့သခင်ထံပြန်ရမယ်ဒီလောကထဲခဏသာအသက်ရှင်ချိန်လေးဓမ္မတရားနဲ့လိုက်ရှောင်အသက်ရှင်ပါဒီလောကဟာထားခဲ့ရမှာပဲဒီနေ့နေ့တော့သခင်စီအမတ်ရောက်မှာဒီလောကရဲ့စီစိမ်တွေမမတ်မောပါနဲ့နိုင်ငံတော်နဲ့ဖြောင်းမခြင်းရင်ရှာပါရာကိုမျောလင်းပြီးချီးမွမ်းကြပါစို့ဒီနေ့နေ့မှာအဖအိမ်တော်ရောက်တဲ့ချိန်